ရာအားလုံးရဲ့အစားကလွန်ခဲ့တဲ့3ရက်ကပေါ့ကိုဘွားကိုပြန်ကြည့်ရင်ရေးစရာပြက်လုံးတစ်ခုလိုပဲအသက်28နှစ်ရှိပြီးတက္ကသိုလ်ကြီးကဘွဲရခဲ့တာဒါပေမဲ့အိတ်ဆိုင်ပြီးဝယ်လိုက်တဲ့အိမ်ကလည်းအလိန်ခံရတယ်မနှက်ဆိုအလုံးလုံးညဆိုအချိန်ပိုင်းပြည့်နဲ့နောက်ဆုံးတော့အကျွေးတွေတင်ပြီးမိမကပါဖောက်ပြန်သွားတယ်လူကောင်းလို့ရတာတကယ်ပင်ပန်းမှုကောင်းတယ်နောက်ထပ်တစ်ချီလန်းတင်ရှေ့တိုးလိုက်ရင်ဒီဒုက္ခတွေအကျွေးတွေအဆက်ကွဲတာတွေအားလုံးပြီးဆုံးသွားမှာအတိစိတ်ဆုံးမှုလွန်ကဲလာတာကိုစနစ်ကသိရှိပါလေတမက်ချက်နဲ့ကိုက်ညီတဲ့အတွက်စနစ်နဲ့ချိတ်ဆက်နေပါပြီဤပညာစနစ်စတင်တော့ဝင်နေပါပြီ10%ရာခိုင်နှုန်းပြီးချိတ်ဆက်မှုအောင်မြင်ပါတယ်အရှင်လီဒါဘသူစကားပြောနေတာလေအရှင်အနေနဲ့မလန့်ပါနဲ့ဒီစနစ်ကပျက်စီးသွားတဲ့ကဘာကြီးမှာစနစ်တစ်ခုတိစောက်ဖို့အတွက်ပါမင်းဟာမဟာကံမင်းဆက်စီကိုကူပြောင်းရမှာပါဒါအိမ်မက်မဟုတ်ပါဘူးဟိုတောင်တစ်ခုပေါ်ကောင်းကင်ကြီးကလူကိုလမ်းဆပြောက်အောင်မလုပ်ပါဘူးအရှင်ရဲ့မင်းပဲမျက်စိပွင့်အောင်လုပ်ပေးလိုက်တာလား3ရက်နေရင်ကဘာပြတ်တော့မဲ့နေရာကိုတွားရမယ်ဆိုတော့အိမ်လက်ခတွေပေးစရာမလိုတော့ဘူးပေါ့အကျွေးတွေလည်းဆက်စရာမလိုတော့ဘူးအရင်မိမရဲ့စော်ကားမှုတွေကုမ္ပဏီကအလုပ်ထုတ်တာတွေအားလုံးကလေထဲလွင့်သွားတဲ့တင်းတွေလိုပဲ3ရက်ပဲအချိန်ရှိတယ်ဒီမျိုးမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုငါတင်းကျုံယူရမယ်အင်းတော်ဆုံးသွားပြီး3ရက်အတွင်းမှာတင်းတရာကျော်ဖို့ရှိတဲ့ပစ္စည်းတွေကိုဝယ်ပြီးကိုတောင်နဲ့အကုန်စုပုံထားလိုက်ပြီမိမဟောင်းကသူ့ယာတူးကြီးနဲ့လိုက်ရှာလာတဲ့အချိန်မှာငါကတော့နောက်ဆုံးအချိန်လက်ကြံကိုပဲကြည့်နေတာလီဒါမင်းထဲမှာရှိတာငါသိတယ်အပြင်ကိုထွက်ခဲ့ဆိုင်သူ့ကိုစကားအရှိကြီးပြောမနေနဲ့ဘာလို့လဲလာတာကွက်တိပဲအပြတ်မဖြတ်ခဲ့ရင်တွားရတာစိတ်ဖြောက်မှာမဟုတ်ဘူးအမိုက်ကောင်မင်းယူသွားပြီလားငါရဲတိုင်လိုက်မယ်ဒီပစံတွေကိုငါကပြန်ဆက်ဖို့စိတ်ကူးမရှိဘူးနောက်ဆိုအကျွေးတောင်းတဲ့ဖုန်းတွေမင်းတို့စီပဲအဆက်မပြတ်ဝင်လာတော့မှာမင်းကတကယ်ကိုယူနေတဲ့ကောင်ပဲဒီကဘာမှာတော့ငါကအောက်ခြေလူကန်းစားပါဒါပေမဲ့ငါသွားမဲ့နေရာမှာတော့ငါကအရှင်တခင်ပဲကူပြောင်းခြင်းစတင်ပါပြီအချိန်နဲ့ဟင်းလင်းပြင်တည်ငြိမ်မှုအဆင်ပြေသွားပါပြီရောက်ရှိမဲ့နေရာကမဟာကံမင်းဆက်ချင်းကျိုးနယ်ကဒုက္ခတဲ့စခန်းအားလုံးတိချနားထောင်ဆန်းမြို့သားမင်းကသဘောကောင်းလို့မင်းတို့လိုလူပြိုကြီးတွေကိုမိမတွေဝေပေးနေတာဒီမိမတွေကပြမှုကြခံရတဲ့အိမ်တော်ကမိမတွေဒါမှမဟုတ်ရင်လည်းဘယ်သူမှမလိုချင်တဲ့ဒုက္ခတွေပဲအစိုးရကလည်းဆက်ပြီးမကြွေးနိုင်တော့ဘူးဘယ်သူခေါ်သွားခြင်းလဲခေါ်သွားတာပေမဲ့စီကံတစ်ခုရှိတယ်ခေါ်သွားရင်ကြွေးရမယ်နဲ့တည်ရင်အစိုးရနဲ့မဆိုင်ဘူးဒီနေရာမှာတော့စီတော်ကြီးရှုရှက်တထုတ်ရှိရင်တင်အသက်တစ်ချောင်းကိုကယ်လို့ရတယ်ငါမှာကတော့တကဘာလုံးစာချမ်းသာမှုတွေရှိနေတာဘယ်သူမှမလိုချင်ရင်ငါပဲအကုန်ယူမယ်မင်းကယူမဲဟုတ်လားအကုန်လုံးကိုလားလီလာမင်းကောင်းကိုမြင်းပူရှင်လောင်သွားပြီချင်းနဲ့မင်းကိုယ်တိုင်တောင်ငတ်လို့ကက်စီနေနေတာဒီ3ရက်အတွင်းမှာရှုံရည်ပဲတောက်ထားရလားမဟုတ်လားမင်းကဒီပါဇက်3ပေါက်ကိုထက်ကြွေးဦးမလို့လားမင်းကတကယ်ပဲဦးကြောင်နိုင်တာလားဒီမိမ3ယောက်ကမျိုးစားမင်းတောင်ကောင်းခဲနေရတဲ့အရာတွေငါကပဲတနာလို့မင်းကိုအမှန်တိုင်းပြောပြလိုက်မယ်ဟောကြည်စမ်းမာနာကလည်းကြီးသေးတေချာနာထောင်တာကအရင်တုန်းကအရာရှိကြီးရဲ့သမီးဆွေချင်းကိုစပေဂီတအကုန်တက်တယ်ဒါပေမဲ့ဘာလို့လို့ရမှာလဲမင်းမွေပြီးထမင်းချက်ဖို့တောင်မတက်ဘူးအဝိရှော်ရင်တောင်လက်ရည်ခွန်လမ်းမဲ့ဟာဒီလိုခက်ပြက်ကြီးတဲ့မှာဒီလိုမိမကအလကားစားပုံမဲ့ပန်းအိုးတက်ပဲဟာဟုတ်ပအရာရှိကြီးသမီးဆိုတော့စံဖြူပဲစားရမှာပေါ့ဒီမိမကြည့်ရတာအေးဆက်ဆက်နဲ့ယူလက်ကောင်တော့ကန်ဆိုးပြီးမာနာတွေကြီးပြီးအနားတောင်ပိတ်ထက်မှာမဟုတ်ဘူးဒီတယောက်ကတော့ဟုံလွန်းတဲ့မြောက်ပိုင်းကလူရိုင်းမှခွန်အားကြီးတာတော့ဟုတ်တယ်ဒါပေမဲ့အစို့နားမှပြီးတော့အကျင့်ကလည်းရိုင်းတယ်မနေ့ကတထေးတယောက်ကဝယ်မလို့လောက်တာသူ့လေပင်ကိုကိုက်ဖြတ်မလို့လုံးလို့ဒါကမိမမဟုတ်ဘူးမွေးလို့မရတဲ့ဝန်တို့တွေဒီတယောက်ကတော့ပိုးတောင်စိုးသေးလင်းဆောင်ယူတဲ့လှဲ့လေကုတာတဲ့ဆေးဆရာရဲ့တမိအဖေကတေးသွားပြီးမင်းကလေးကလည်းအဆုတ်ယောဂါသည်ဘလို့လဲလင်းငယ်ကြီးအခုထိလိုချင်သေးလားမင်းအခုချက်ချင်းဒူးထောက်ပြီးအဖိုးတို့3ကြိမ်អော်ရင်စောကစကားကိုငါအလကားပဲသဘောထားပေးလိုက်မယ်ဟာစုချင်းကိုအရာရှိကြီးရဲ့သမီးဆိုကလေးကမြင်မာတဲ့အရေးချင်းနဲ့အမြင်တွေရှိတယ်ဒီလိုစာမတက်ပေမတက်တွေများတဲ့ဖြစ်ဖြစ်ကြီးမှာသူကထိတ်တန်းစီမံခန့်ခွဲမှုလူရဲ့ဂျုံပဲ။ဟုံငန်းကတော့ခွန်အားကြီးပြီးရိုင်းဆိုင်တယ်ဆိုပေမဲ့ဒါကထိတ်တန်းတဲ့ခိုက်ရေးသမားပဲဘဝကျွေးထားလိုက်ရင်အတိခံမဲ့ရဲဘော်ဖြစ်လာမှာ။အဆုတ်ယောဂါသည်လင်းဆောင်ယူငါမှာခင်မီပဋိဇီဝဆေးတွေရှိတယ်ကုသပေးလိုက်ရင်သူကခေါင်းဆောင်ဆေးဆရာမကြီးဖြစ်လာမှာဆေးဆရာရဲ့သမီးဆိုလားလူတွေရဲ့အသက်ကိုလက်ထဲထည့်ထားနိုင်တဲ့သူငါပြောပြီးပြီလေငါကုံယူမယ်လို့ယူယုံတယ်မကဘူးစာချုပ်ပါချုပ်မယ်ဒီနေ့ကစပြီးသူတို့3ယောက်ကငါလူတွေတေးရင်တော့ငါတရေပဲဖြစ်ရမယ်နောက်မှတယောက်ကနောက်တရားလို့လာလို့မယ်ဆိုရင်တော့ငါရဲ့လက်ကွက်ကိုမြင်ရလိမ့်မယ်ကဲခေါ်ပြီးမြ мян သွားစမ်းနောက်လူတွေကိုအစိုးရကပစ္စည်းဝယ်ဦးမှာပိတ်မနေနဲ့ရှောင်းနိုင်လားငါနောက်ကိုလိုက်ခဲ့ရဲကြဆန်းစိတ်ကြရဲထားကြမနှက်ထန်နေမင်းကြီးထွက်လာတဲ့အချိန်ကြရင်ဘသူကတကယ်အယူကြီးလဲဆိုလားမင်းတို့သိစေရမယ်ဒါတွေကတောက်ရည်လားနန်းတော်တွေကရေတောင်ဒီလောက်မကြည့်လင်ဘူးရေကြီးပဲမတောက်နဲ့အစာလဲစားအောင်ဟာ15မိနစ်လောက်စောင့်ပါဦးသူကကောင်းကင်ကဆင်းသက်လာတဲ့နတ်မင်းလားဒါမှမဟုတ်လူဝင်စားတဲ့မိစ္ဆာလားလိမ္မာတဲ့ဒါကိုမင်းမင်းစားလိုက်မသိချင်းရင်မျိုးချလိုက်ကိုဘာသာစားနိုင်လားဒါမှမဟုတ်ငါပဲခွင့်ကြွေးရမလားကျမတို့ကိုဘာလို့ကြတာလဲဘာကိုလိုချင်လို့လဲကျမတို့မှာဘာမှမရှိတော့ဘူး
ဘာမှမရှိဘူးဟုတ်လားမဟုတ်ဘူးမင်းတို့မှာအခုရှိနေတာတွေကမင်းတို့ထင်ထားတာထက်ပိုများတယ်မင်းရဲ့အရေးချင်းသူ့ရဲ့ခွန်အားပြီးတော့သူ့ရဲ့အနာဂတ်ငါကကုန်တဲ့တယောက်ပဲငါလုပ်တဲ့ယင်းနှမြုပ်နှံမှုတိုင်းကအစပေါင်းများစွာပြန်ရမယ်ဒီအစားအသောက်တွေကအလကားပေးတာမဟုတ်ဘူးငါဝေချင်တာကမင်းတို့တဘောလုံးစာတစ်စစ်ရှိမှုပဲလုံးဝချွင်းချက်မရှိတဲ့တစ်စစ်ရှိမှုငါကမင်းတို့ကိုဧကရမင်းကိုတွားတက်ခိုင်းရင်တော့တိုးဆုပ်မနေပဲလုံးမဲ့တစ်စစ်ရှိမှုမျိုးလုံးနိုင်ကြလားဒီယောက်ျားနောက်ကိုလိုက်ရင်တကယ်ပဲအသက်ရှင်မဲ့လမ်းဆောက်ကိုရှာတွေ့နိုင်မလားအာနာရဲ့ထိတ်ဆုံးစီကိုတော့ရောက်သွားနိုင်မလားစုချင်းကောကိုစီယုံနိုင်ခဲ့ပါပြီစနစ်ကနေပဋိဇေဝစေဆယ်ဘူးစုချပါမယ်လက်ရှိအင်အားတန်မှု9000ဖြစ်သွားပါပြီဝအောင်စားပြီးကြပြီလားစားပြီးရင်အလုံးလုံးကြမယ်ဒီညဒီနေရာကိုအရင်ဆုံးအခြေချရမယ်ဟုံလုံးဘူးခုံကိုရှာနဲ့လျက်မနေနဲ့တော့ဒီပစ္စည်းကိုတုံးတက်လာလေးများဆွဲတယ်လို့မျိုးပဲဒီညဘသူပဲဒီဖះเจ้าသားတက်ကက်အကုန်တက်ဖြစ်လိုက်ပူလိုက်တာတူဖျားတွေအရန်တက်နေပြီးသူမခံနိုင်တော့ဘူးထင်တယ်အရင်တုန်းကအိမ်တော်ကဆေးစရာပြောဖို့တဲ့အဆုတ်ယောဂါကဒီအဆင့်ထိရောက်ရင်နတ်မင်းတွေတောင်ကဲဖို့ခတ်တယ်တဲ့ဒါကပြင်းထန်အဆုတ်ရောင်ယောဂါကြောင့်ဖျားတက်တာမသိနိုင်ပါဘူးနေဦးအားဒါကပါလေဒါကဝိညာဉ်နှုတ်တဲ့အဆောင်လားမင်းကသူ့ဝိညာဉ်ကိုနှုတ်ပြီးစိတ်အေးချမ်းအောင်လုပ်ပေးမလို့လားဟုံလွမ်းသူ့လက်ကိုဖိထားလိုက်ပေးကင်းသွားပါပြီဒါကအနောက်ဘက်ကလာတဲ့နက်စင်းနဲ့အသက်ကဲအပဲစိုးစိုးကအရာကတော့သူ့ခန္ဓာကိုယ်တွေကဖျားယောဂပုံးမွားတွေကိုအစိတ်ခတ်လိုက်တာနိုင်ဝက်လောက်နေရင်ဖျားကျသွားလိမ့်မယ်ယောဂပုံးမွားတွေကိုတက်တယ်ဆိုတာဒဏ္ဍာရီထဲကနက်စရာတွေပဲလုံနိုင်တဲ့အရာမျိုးအားဒီယောက်ျားကဘလို့နောက်ခံမျိုးရှိတာလဲအားလုံးဒီကိုလာခဲ့ရေချိုးကြမယ်ဒီလိုတောကြီးမြက်မဲတဲ့မှာပြီးတော့ဘေးမှာယောက်ျားတစ်ယောက်ရှိနေတာကိုဒါကဘလို့စီစနစ်မျိုးလဲဟင်းစီစနစ်ဟုတ်လားစီစနစ်ကသမင်းကျွေးလို့လားမင်းတို့အခုပုံစံကိုပြန်ကြည့်ဦးအပြင်ကလမ်းဘေးခွေးတွေနဲ့ဘာထိုးလဲငါလီတာနောက်ကိုလိုက်ချင်ရင်ပထမဆုံးစီကံကတက်တက်ရှင်းရှင်းနေဖို့ပဲအထဲဝင်ပြီးချိုးကြရေကိုတော့ချွေတာပေါ့ဒါပေမဲ့မနှမျောနဲ့တတ်အောင်မချိုးရင်တပြင်းကိုပြန်မထွက်လာနဲ့ဒါကဘာဆက်ပြလဲဘာလို့ဒီလောက်မွေးနေတာလဲတိုက်လိုက်ရင်လည်းအမြုပ်တွေကြီးပဲဒါကစားလို့မရဘူးခေါင်းလျှော်ကြီးဒီညအထဲမှာအိတ်ကြဒါကငတ်တဲ့ကျိုးတွေနဲ့ရထားတဲ့ပိုးထဲလားမင်းတို့အိတ်ကြဒီညငါပဲကင်းဆောင်မယ်စားရင်ဒါကိုစားလိုက်တည်းတော့ထားကြအတန်တစ်ခုခုကြားရင်ငါ့ကိုချစ်ချင်းနှုတ်ကျေးဇူးတင်ပါလေအိတ်ကြတော့မနှက်ပြန်ကြမှာတကယ်စင်ခုံမှုကစမှာလာကြပြီပေါ့ပစ္စည်းရှိတာကိုအပြစ်မပြတာကအားနေတဲ့သူတွေအတွက်ပဲခွန်အားရှိတဲ့သူအတွက်တော့ပြလိုက်တဲ့ပစ္စည်းကငါးမြချိတ်ကအစားပဲလိုင်းပီစံဒုက္ခတဲ့စခန်းကအကောင့်မဲ့ပုံမှန်ဆိုရင်တော့မူလလူကိုအနိုင်ကျင့်နေကြတဲ့တစ်ခေါက်တော့လူသက်ပစ္စည်းလူပြီးမိမတွေကိုပါဖျက်ဆီးဖို့စိတ်ကူးယုံနဲ့လာတာထင်တယ်ဟုံလွမ်းစမ်းကောင်အဲယူကတကယ်ပဲဒီမှာနေတာလားဘာလို့ဒီလောက်မွေးတဲ့အနံ့တွေရနေတာလဲစကားအပိုးတွေပြောမနေနဲ့အဲယူကဒီနေ့ရုံးတော်မှာတကယ်ကိုအိတ်တုံဖန်ပေါက်ချမ်းသာပြနေတာပတ်စံနဲ့ရိတ်ခါတွေကိုငါတို့ခွဲယူမယ်ပြီးရင်အဲမိမ3ယောက်ပေါ်အထူးသဖြင့်အဲရရှိကြီးသမီးကိုငါကတော့အထက်တန်းစားသမီးပြိုရဲ့ရတာကိုမမီးစမ်းဘူးသေးဘူးအကိုကြီး3ယောက်လုံးကတကယ်ကိုကံကောင်းတာပဲဒါကဘာအင်ကြီးလဲစိမ့်စိမ့်ဆူဆူနဲ့အင်ကြီးဒီယူမဆိုင်နဲ့တော့အထဲကိုအတင်းဝင်ကြယောက်ျားကိုတန်းခုတ်တတ်မိမကိုဖမ်းထားအာငါမျက်စိတွေတရေမိပဲရောက်မှတော့ပြန်ဖို့မလို့ကြပါနဲ့ဦးသူနဲ့အတေလေတိုက်ကြမယ်သူကတယောက်တည်းရှိတာတက်ကြကြေကြပါဦးပြေးကြမြန်ပြေးဟုံငန်းတယောက်မှလွတ်အောင်မလွတ်နဲ့အဖိုးကြီးလီဖိုးကြီးအသက်ချမ်းသာပေးပါဗျာကျွန်တော်တို့ကသမင်းတစ်လုံးလောက်လာတောင်းစားတာပါသမင်းလာတောင်းတာဟုတ်လားဓာတ်တွေကင်ပြီးသမင်းလာတောင်းနေဆိုတော့စီကံကတော်တော်စမ်းတင်နေတာပဲဟုံလွမ်းချင်းတချင်းတူးပြီးဓာတ်တွေကိုအကုန်မြုပ်ပစ်လိုက်ဒါပေမဲ့ဒါကလည်းလူအသက်၄ချောင်းကြီးတောင်းလေသူတို့မှအပြစ်ရှိတယ်ဆိုပေမဲ့တရားဥပဒေပြင်ပကနေစီရင်ချက်ချတာကတော့စုချင်းကိုမင်းရဲ့မလိုလားအပ်တဲ့ဂယုဏတွေကိုတင်းထားလိုက်စမ်းဒီညတာငါကရှုံးသွားခဲ့မယ်ဆိုရင်သူတို့မင်းကိုဘယ်လိုလုပ်မလဲဆိုတာမင်းခံမှန်းမိလားအရင်စော်ကားပြီးမှတတ်မလားဒါမှမဟုတ်ချက်စားပြမလားဒါပေမဲ့မင်းပြောတာလည်းဟုတ်ပါတယ်အခုချက်ချင်းတက်ပြီးမြုပ်ဖြစ်လိုက်ရင်နည်းနည်းနှမျိုးကိုကောင်းတယ်ငါတို့စီမှာလည်းအလုတ်ကျန်းလုံးမဲ့အလုတ်သမားခက်ခဲဖြစ်နေတာကွက်တီပဲဒီလိုအလုတ်ကျန်းတွေကလည်းအဖျားနာများတယ်ဘယ်သူမှမလုပ်ချင်ကြဘူးဟုံလွမ်းကျိုးတစ်ချောင်းရှာပြီးသူတို့ကိုအကုန်တွဲချထားလိုက်မနေ့ကစားပြီးသူတို့ကငါတို့ရဲ့နံပါတ်တစ်ဆောက်လို့ရဲ့ဖွဲ့ပဲဘဲကောင်ပြေးမလဲပြေးတဲ့ကောင်ရဲ့ခြေထောက်ကိုရိုက်ချိုးပြစ်မယ်ကောင်းကောင်းလုပ်တဲ့ကောင်ကိုတော့သမင်းကျွေးမယ်ဒီညပြီးသွားရင်တော့ဒီအနီးနားဆဲမိုင်ပတ်လည်မှာဘသူကငါရဲ့လီကုန်းမြေကိုလာပြီးအထင်သေးရဲ့အောင်မလဲကဲတွားအိတ်ကြတော့ကောင်းပင်ကြီးပြိုကျလာရင်တော့ငါရှိတယ်အကိုကြီးတုံးငါတို့အေးခဲ့ပြီးတည်သွားနိုင်မလားဟင်တစ်ဆက်ပိတ်ထားစမ်းဟူအသက်ရှင်ခွင့်ရသွားပြီဒါကမင်းရဲ့တုံပန်းတွေပေါ့မင်းသူတို့ကိုအလုတ်ခိုင်းချင်ရင်သမင်းကျွေးရလိမ့်မယ်သမင်းမကျွေးချင်ရင်လည်းအခုချက်ချင်းတက်ပစ်လိုက်တာပိုကောင်းမယ်အေးခဲ့ပြီးတည်သွားရင်လက်မျောဖို့ကောင်းတယ်လို့မြုပ်ဖို့အတွက်လည်းအေးအားကုန်သေးတယ်အော်ဒါဆိုမင်းကဘလို့စီမံကျင်လို့လဲငါတို့အိမ်တော်ကအရှင်သခင်ကသဘောကောင်းလို့မင်းတို့လိုခွေးသက်တွေကိုချမ်းသာပေးထားတာဒါပေမဲ့လီကုန်းမြေကအလကားလူပြင်းတွေကိုမကျွေးဘူးအခုကစပြီးမင်းတို့၄ယောက်ကိုနှုတ်ဖွဲ့ခွဲမဲ့ခေါင်းဆောင်လုပ်တဲ့ကောင်ကတခြားလူတွေကိုတိကျစောင့်ကြည့်ရမယ်တယောက်ယောက်အလုတ်ခိုးလို့ရင်မင်းရဲ့ထမင်းထုတ်ကိုဖျက်မယ်တယောက်ယောက်ထွက်ပြေးရင်မင်းရဲ့ခေါင်းကိုဖျက်မယ်မင်းထမင်းစားချင်လားစားချင်ပါလေအမကြီးရဲ့ကျွန်တော်ထမင်းစားချင်ပါလေကောင်းပြီဒါဆိုရင်မင်းကသူ့ကိုစောင့်ကြည့်ရမယ်တူတာလှည့်စားဖို့ကြံစီရင်ဖြစ်မာနကြီးပြရင်ဖြစ်မင်းကလာလိုက်တည်င်းပေးကောင်းရင်သူ့ရဲ့ထမင်းထုတ်ကိုမင်းကိုပေးမယ်ကောင်းပါပြီ
ကဲဒီလူတွေကိုမင်းတာဝန်ယူလိုက်တော့တနေ့ကိုတယောက်တုံးစီပဲပေးငတ်မတည်ုံဆိုရပြီးသွားမယ်မင်းကတောတဲ့သွားမလို့လားမိုးကလည်းမချုပ်သေးဘူးတောထဲမှာဝင်ပိုးတွေနဲ့ဝက်ကုန်တွေရှိတယ်မင်းကဓာတ်တစ်ချောင်းနဲ့သွားပြီးငွေသွားရှာမလို့လားဒါကလှုပ်ဝက်တဲ့မြားတို့ပဲစောစောသွားပြီးစောစောပြန်ခဲ့သားကောင်မရလာရင်တော့ဒီညသမင်းမနဲ့စီနဲ့ကြည်ရလားဒီမင်းကလေးကတကယ်ကိုတွက်လက်တဲ့တိုက်ခိုက်ရေးသမားပဲကျမတည်သွားပြီလားဒီနေရာကနတ်တီလာဟိမတည်ပါဘူးဒါပေမဲ့စိတ်ဆက်မတော့ရင်တော့တည်ဖို့သိမလို့တော့ဘူးကျေးဇူးရှင်ကြီးရဲ့အဲ့ဒီအနီရောင်ရေးတွေကိုတန်ရပေါ်တုတ်လိုက်တာနဲ့မနာတော့ဘူးဒါကိုဘာနဲ့လှုပ်ထားတာလဲဟင်ကျမတင်ကျဲလို့ပါမဟုတ်တာဒါကကျေးဇူးရှင်ကြီးရဲ့မျက်စိပညာမို့လို့ကျမမတိနားမလဲပဲမဆက်ဆူရဲပါဘူးစာတက်လာအနေချင်းတော့တက်ပါလေဒါဆိုရင်ဖက်ကြည့်လိုက်နားမလဲတာရှိရင်ငါ့ကိုမင်းနောက်ဆိုရင်ဒီကုန်းမြေပေါ်ကဖျားနာလာအကုန်လုံးကိုမင်းတာဝန်ယူရမယ်ငါကမင်းကိုစောက်ရှောက်ထားတာမင်းကိုအားနွဲ့တဲ့မင်းကလေးဖြစ်စေခြင်းလို့မဟုတ်ဘူးကျမတေချာပေါက်တင်ယူပါမယ်အသက်နဲ့လဲပြီးတင်ယူပါမယ်ပညာပိုင်းမှာစုချင်းကိုရှိတယ်တိုက်ခိုက်ရေးမှာဟုံလိုက်ရှိတယ်စေပညာမှာလင်းဆောင်ယူရှိတယ်အမိုက်ပုံလိုနေရာကနေအခုတော့ထိတ်တန့်မိမလာရဲ့စုစည်းမှုဖြစ်လာပြီပေါ့ဟေးဟိုမှာဘာကြီးလဲဝဝင်ကြီးကနောက်ဝင်ပူးနေတာလားအသားစားရတော့မယ်အဟာဟာကောင်းတယ်ဒီညတရွာလုံးစီတော်ကြီးခောက်ဆွဲနဲ့ဝတ်သားချက်နဲ့ပွဲတော်တီးကြမယ်မြင်းနဲ့သူအကုန်ဝေးစုရမယ်ဟုတ်ကဲ့လိုင်းပီဆန်းရင်းနှွေးဦးတီးလိုက်တော့ဟုတ်ကဲ့ပါအဖွဲ့စည်းလာတော့ပုံပေါ်လာပြီးအခုဒီဖျားเจ้าပြက်ကြီးကိုတကယ်စစ်စခိုင်းတစ်ခုအဖြစ်တောင်းလဲပြရမယ်အင်းကြီးရလားဒီမှာတုံမဲ့အဖြစ်နေရတာလည်းမစိုးပါဘူးအရင်တုန်းကဆိုရင်နက်တိုင်းအသားစားရဖို့ဘလွဲမလဲတတိပေးချက်နောက်ထပ်48နာရီအတွင်းမှာဘေးဒုက္ခရောက်ရှိလာတော့မှဖြစ်ပါတယ်မိုးတက်မုန်တိုင်းကြီးကမကြခင်ကြားရောက်တော့မှာပါအချိန်မရှိတော့ဘူးဒီပစ္စည်းနေတဲ့တိုင်းစုပ်ကလူကောင်းတွေကိုပဲတားနိုင်တာလူဆိုးတွေကိုတားလို့မရဘူးဒုက္ခတွေထောင်ပေါင်းများစွာသာတိုးဝင်လာရင်တော့တခဏအတွင်းမှာတင်မြေပြန့်ဖြစ်သွားလိမ့်မယ်အားလုံးပဲအမိန့်ကိုနားထောင်ကြဆန်းဝင်းချန်လေကနေရာလုတ်ကိုအကုန်ရှင်းလိုက်ကြငါကောင်းတင်ပုံသားပစ္စည်းတွေကိုပြင်းဆောင်တော့မယ်ဘီလက်မြေတန်200โอเคနားသိန်းတန်ကိုကွန်ကရစ်တန်50တန်စုကျိုးမီတာ9000ဖြိုဆက်နှလုံးထွက်လာခဲ့စမ်းမီးရတာကနမင်းတွေရဲ့စစ်တီတော်တွေဖန်ဆင်းတာလားတောင်းတွေကိုရွှေ့ပြီးပင်လယ်ကိုဖြစ်နေတာလားကျောင်းမနေနဲ့ထားပြီးအလုံးလုံးကြဆန်းစုချင်းကိုမင်းကလူတွေကိုဥဆောင်ပြီးရေတဲယူဖို့တာဝန်ယူဟုံလန်းမင်းကခွန်အားကြီးတော့ဘီလက်မြေအိတ်တွေကိုတဲလိုင်းပြီးဆန်းမင်းတို့ကအုတ်တယ်ဖို့တာဝန်ယူအရှင်တခင်ဒီရှုံစည်းတွေကကတ်နိုင်ပါမလားဟင်ဒီလိုပဲတွန်းလိုက်ရင်ပြိုကျမသွားဘူးလားကတ်နိုင်မကတ်နိုင်ဆိုတာကိုတော့နောက်ထပ်4နာရီလောက်နေရင်မင်းတိရလိမ့်မယ်မင်းသွားပြီးအားပြည့်နဲ့ဝင်လိုက်ကြည့်လိုက်စမ်းဟုတ်ကဲ့ပါအပပငါခါပြတ်တော့မှာပဲဒါကဘာလို့ကြောက်တုံးထက်တောင်ပို့ပြီးမာကျောနေရတာလေဒါကခဲရခဲစစ်ကိုရွှေဖြစ်စေတဲ့အသက်ပညာပဲနိုင်ပိုက်တွင်းမှာတင်ဖြည့်ဆည်းလို့မရတဲ့တိုင်းကြီးကိုတိစောက်နိုင်ခဲ့ပြီးဒါကိုသာစစ်စကန်တစ်ခုအဖြစ်စောက်လုပ်လိုက်ရင်ရန်သူတွေလုံးဝမထိုးဖောက်နိုင်တဲ့ခံတက်ကြီးဖြစ်သွားမှာပေါ့လူတွေကိုတော့ကာကွယ်နိုင်တယ်ဒါပေမဲ့ထိတ်တန့်ပညာရှင်တွေကိုတော့ကာကွယ်ဖို့ခက်တဲ့စစ်တီတွေကိုတော့တားဆီးနိုင်တယ်ဒါပေမဲ့ရေလိုင်းလိုအလုံးရင်းနဲ့လာကိုတော့တားဖို့ခက်တယ်ဒါကိုမိုးချိုးပိုက်ကုံလို့ခေါ်တယ်ဒီနေ့ကစပြီးတတိုင်းရဲ့ဆယ်လန်တွင်းကနေရာကတော့တားမြင့်နေမိပဲတတိုင်းပေါ်ကတန်ဆူးချိုးတွေကိုဘယ်သူပဲထိတဲ့ကောင်ချက်ချင်းတည်ရမယ်ဘသူအရင်သွားခဲ့မလဲမိုးချိုးနှက်မင်းရဲ့စစ်တီတော်တွေပဲဒါကမိုးချိုးနှက်မင်းရဲ့စစ်တီတော်တွေပါအရှင်မင်းကြီးဟိုကလီတာဆိုတဲ့ကောင်ကတင်ချိုင်ဟောင်းလာမှာလှုပ်ရှားမှုတွေအကြီးကျယ်လုပ်နေတဲ့မိခိုးတွေလည်းကောင်းကင်ရန်အထိထွက်နေပြီးတော့တာရဲတိရစ္ဆာန်တွေရဲ့အော်ဟစ်တန်တွေလည်းကြားရတဲ့သတင်းတွေရဆိုရင်သူ့မှာရိတ်ခါတွေများကြီးရှိတဲ့အစားအသောက်အနှံ့သက်တွေကမိုင်ပေါင်းများစွာအထိလွင့်ပြန်နေတဲ့ရိတ်ခါဟုတ်လားကြည့်ရလားဒီကောင်ကန်ကောင်းပြီးရတနာတွေရထားတာဖြစ်ရမယ်ဒါမှမဟုတ်ရင်လည်းအဲ့ဒီမိမ3ယောက်ကသူတို့ရဲ့ဖြိုးဝက်ပိုင်ဆိုင်မှုတွေကိုထုတ်ပေးလိုက်တာလားတိုးထီကြီးကဝါလာပြီးဆိုတော့တက်ရမယ့်အချိန်တန်ပြီးမနဲ့ထရမနဲ့ကြရင်ညီကို100လောက်ကိုခေါ်ပြီးတင်ချိုင်းဟောင်းစီသွားမယ်ဘသူကိုမှအလွတ်မပေးနဲ့အကုန်တက်ပြစ်စိတ်ချပါအရှင်မင်းကြီးကျွန်တော်မျိုးကသူ့ရဲ့အရေးခွန်ကိုခွာပြီးအရှင်မင်းကြီးအတွက်တာရဖက်နဲ့ချုပ်ပေးပါမယ်မုံတိုင်းကတော့လာတော့မယ်ဒါပေမဲ့မုံတိုင်းထပ်ပို့ပြီးလောဘကြီးတဲ့လူစိတ်တွေကဒီနေရာကိုအရင်ဆုံးစောင့်ကြည့်နေကြပြီအရှင်တခင်ဒီဝိုင်းနီထဲကိုတခြားတကယ်ထက်စရာမလိုဘူးလားခင်လာကြပြီပေါ့ငါတို့ရဲ့ဧည့်သည်တော်တွေရောက်လာပြီးရုံးတော်ကအရာရှိတွေနဲ့စစ်သည်တွေပဲဒါကကြောက်တီးရဲ့ကိုပိုင်စစ်တပ်ပဲကြောက်တီးကလောဘလဲကြီးတယ်လို့ရက်လဲရက်ဆက်တဲ့သူကလူများကြီးခေါ်လာတဲ့ဆိုကြတဲ့ကဖမ်းဆီးဖို့လာတာမဟုတ်ဘူးမျိုးတုံးတစ်ဖြတ်ဖို့လာတာလူဘယ်လောက်ရှိလဲ120လောက်ရှိပါတယ်ညသမား30ဓာတ်ကင်စစ်တီ40ကျန်တဲ့လူတွေကတော့လှန်ကိုင်းခြေကန်စစ်တီတွေပါ120အရှင်တခင်ငါတို့စီမှာလူ4ယောက်ပဲရှိတာလေဒါကိုဘယ်လိုတိုက်မလဲဘယ်သူကသူတို့ကိုဓာချင်းရှင်ခုံးမယ်လို့ပြောလို့လေအဝိစားတွေဝစ်စင်ကြဆန်းဒီနေ့မင်းတို့ကိုတကယ်စစ်ပွဲအစ်အမှန်ဆိုလားဘာလဲဆိုလားပြပေးမယ်အထဲကပုံကန်သူတွေတိချာနားထောင်ဆန်းမင်းတို့ကတပုံတွေနဲ့ပူပေါင်းပြီးတားမြက်လက်နက်တွေကိုဝတ်ထားတဲ့နိုင်ငံတော်ကိုပုံကန်ဖို့ကြံစီနေကြတဲ့မျိုးစားမင်းကိုယ်တိုင်ရောက်ရှိနေပြီဖြစ်လို့မြင်းမြတ်တကားဖွင့်ပြီးဒူးထောက်ဖမ်းခံကြဆန်းအကိုကြီးတုံးဒါကမျိုးစားမင်းကြီးလေတကားဖွင့်ပေးလိုက်ရအောင်ဘယ်သူလုပ်ရဲလဲဟေဥပဒေဆိုတာကိုမင်းတို့ကကစားစရာထင်နေတာလားမင်းကလီဒါမဟုတ်လားငါတို့တရင်ရထားတာကတော့မင်းကမျိုးတော်ကနေတည်ဆောင်လာတဲ့တည်စရေးရိတ်ခါတွေကိုခိုးယူထားတဲ့လူသက်တွေပစ္စည်းသက်တွေကုန်ရှိတယ်ဟာအရာရှိမင်းကြီးရဲ့စင်ကြီးပေးတာကိုနည်းနည်းလောက်စနစ်တကျလေးပေးပါဦးမင်းကငါရဲ့ပစ္စည်းတွေကိုလိုချင်နေတာကိုအမှန်တိုင်းပဲပြောလိုက်ပါငါပစ္စည်းတွေကိုလိုချင်တယ်ဟုတ်လားရပါတယ်ငါကဒီမှာနေရှိနေတာပဲအရေးချင်းရှိရင်မင်းမသားမင်းဝင်လို့လေ
ကောင်းပြီစကားကောင်းတဲ့ပြောတာကိုမကြားချင်ဘူးပေါ့လေအားလုံးပဲအဲ့ဒီအိမ်စုပ်ကိုတိုက်ခိုက်ကြဆန်းယောက်ျားတွေကိုအကုန်တက်မိန်းမတွေကိုတော့မင်းတို့ကိုစုလက်အဖြစ်ပေးမယ်စိတ်ကြိုက်ပြောပါကြဒူထောက်ဆန်းတာနဲ့တင်ပြီးသွားလာလားအခုတော့ငါအလက်ရောက်ပြီပေါ့ဟုံငန်းတနာရီများဥတီချက်အရာဟိုမြင့်ဖြူစီထားတဲ့အရာရှိရဲ့ခေါင်းဆောင်ကိုလမ်းပစ်လိုက်စမ်းဟုံငန်းလူကိုတော့မတက်နဲ့ဦးလမ်းသွားအောင်ပဲလှုပ်လိုက်ဒါကဘလို့လှုပ်ဖြစ်နိုင်မှာလဲအတုံးမကျတဲ့ကောင်တွေအကုန်လုံးတက်ကြဆန်းသူတို့ကလူပင်ယောက်ရှိလို့လေလူအင်အားနဲ့တင်ဖိတက်လို့ရတယ်ဘယ်ကောင်တော့စုပ်ရဲလဲစစ်စီကန်တိုင်းတက်ဖြစ်မဲ့တက်ကြဆန်းအောင်ပွဲကငါအတွက်ပဲမိုးချိုးနတ်မင်းကြီးလားဒါကမိုးချိုးနတ်မင်းကြီးကဘာမြေကိုဆင်းသက်လာလားအဲ့ဒီတန်ဆူချိုးတွေမှာအမော်တက်ရှိတယ်တွားထိလို့မရဘူးညက်လက်အတက်တွေလားဒါကတေချာပေါက်ညက်လက်ပဲဖြစ်ရမယ်ခွေးသွေးတွေနဲ့ပတ်ပြီးဖြက်စီးကြဆန်းခွေးသွေးနဲ့ဖြက်စီးကြဘသူနောက်ဆုတ်ရဲလဲနောက်ဆုတ်တဲ့ကောင်ရဲ့ဆွေ80မျိုး69တက်ဖြစ်မယ်နားမလဲတဲ့ကောင်တွေပဲရိုးရိုးကာကွယ်ရေးစနစ်နဲ့မင်းတို့ကိုတားလို့မရရင်တော့အစစ်မြင့်နည်းပညာတိုက်ခိုက်မှုတွေကိုတုံးရတော့မှာပေါ့စုချင်းကောလင်းတူတွေကိုလှုပ်လိုက်တော့ကောင်းတင်ပေါ်ကိုကြည့်လိုက်ဦးဒါကဘာငှက်ကြီးလဲသူ့မျက်လုံးတွေကအလင်းရောင်တွေထွက်နေတယ်အော်နေသေးတယ်ဒါကထူးဆန်းတဲ့တတော်ကြီးပဲလူသားညာတရားတွေမင်းတို့ကနတ်မင်းတွေရဲ့နေမြေကိုလာပြီးစော်ကားရဲတဲ့ပေါ့မြင်ဆုတ်ခွာသွားကြစမ်းမဟုတ်ရင်တော့ကောင်းတင်ပြားကနေမိတော့တွေကြားရောက်လာလိမ့်မယ်မိခိုးတွေထွက်လာပြီးနတ်မင်းကြီးအမျက်ထွက်ပြီးကျွန်တော်ကိုမတက်ပါနဲ့ဖေဟာကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်တို့ကအတင်းကျပ်ခိုင်းစီလို့လာရတာပါဒါကဘဲကလာတဲ့မိစ္ဆာလဲငါကတော့နိုင်ငံတော်ရဲ့အရာရှိကြီးဖြစ်တဲ့ငါမှနန်းတွင်းရဲ့အရှင်ဝါအဆောက်အအုံရှိတယ်နန်းတွင်းအဆောက်အအုံဟုတ်လားဒါဆိုရင်မင်းရဲ့အဆောက်အအုံကငါရဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတားနိုင်မလားကြည့်ရသေးတာပေါ့ကဲအစင်တင်းဖြစ်ရင်မိရှုပ်ပြီးပြစ်ပေါက်ကြစမ်းငါမင်းငိမ့်လို့မရတော့ဘူးကြဲကြပါဦးတကယ်အကောင်းဆုံးအပိုင်းကတော့အနောက်မှာရှိသေးတယ်ကောင်းကင်ပုံရဲ့ပြစ်ဒဏ်ပဲဒါကကောင်းကင်ပုံရဲ့ပြစ်ဒဏ်ပဲမိုးချိုးနတ်မင်းကြီးစိတ်ဆိုးနေပြီးမိနတ်မင်းကြီးဆင်းတက်လာပြီးကြဲကြပါဦးအရာရှိမင်းကြီးမြန်ပြေးတော့နတ်မင်းမဲ့သူကတကယ်ကိုနတ်မင်းကြီးပဲရည်ရွယ်ချက်ကတော့အောင်မြင်သွားပြီးလီကုန်းမြေမှာနတ်မင်းတွေရဲ့စောက်ရှောက်မှုရှိတယ်ဆိုတဲ့ကောလာဟာလာကတကဘာလုံးကိုကဲနံသွားတော့မှာကဲတင်းကြဆန်းဟုံလွမ်းစစ်တလင်းကိုတွားရှင်းလိုက်အောင်မပြည့်စည်တဲ့လက်နက်တွေချက်ဝတ်တစားတွေနဲ့စစ်မြင်းတွေကိုအကုန်တင်းခဲ့ဟုတ်ခဲ့လိုင်းပီစမ်းမတည်သေးတဲ့သူတွေနဲ့ကြရတိတ်မပြင်းထန်တဲ့တုံပန်းတွေကိုတွားဖန်ခဲ့ဆိုင်လုပ်ငန်းတွေစတင်တော့မှဆိုတော့လူရင်အားလိုအပ်တဲ့ဟုတ်ခဲ့ပါအခုတွားပါပြီတကားဖွင့်လိုက်ပြီးဘသူတကားဖွင့်လိုက်တာလဲအားလုံးတိကျနားထောင်ကြဆန်းအရှင်သခင်ရဲ့အမိတ်အရလီကုန်းမြေကအလာကားလူပြင်းတွေကိုမကြွေးဘူးလူဆိုးတွေကိုလည်းမကြွေးဘူးနတ်မင်းတွေကိုမယိုသေးတဲ့သူတွေကိုလည်းပို့ပြီးတော့မကြွေးဘူးဒီနေ့တကားဖွင့်ပြီးရိတ်ခါဝေးတာကအလကားပေးကမ်းတာမဟုတ်ဘူးအလုသမားခေါ်ယူလာဖြစ်တဲ့ကုန်းမြေတဲကိုဝင်ပြီးသမင်းစားခြင်းတဲ့သူကအဆင့်3ဆင့်ကိုဖျက်ကျော်ရမယ်ပထမအဆင့်ကတော့ခန္ဓာကိုယ်စစ်ဆေးခြင်းပဲကူးစက်ယောဂရှိတဲ့သူဖြစ်စေယောဂပြင်းထန်လို့ဒီလိုမဲ့သူဖြစ်စေစံပြုတ်တစ်ခွက်တောက်ပြီးကိုယ်ဘာသာထွက်ခွာသွားကြအရှင်သခင်ကတနာလို့မင်းတို့ကိုလမ်းမှာနဲ့မတည်အောင်လုပ်ပေးတာဖြစ်ပေမဲ့ဒီကုန်းမြေတဲကိုတော့မင်းတို့ဝင်ခွင့်မရှိဘူးဒုတိယအဆင့်ကတော့စိတ်သက်စစ်ဆေးခြင်းပဲလူသက်တပြတိုက်ဖူးတဲ့သူဖြစ်စေအမျိုးသမီးတွေကိုစော်ကားဖူးတဲ့သူဖြစ်စေစိတ်ထဲမှာမကောင်းတဲ့အကြံရှိတဲ့သူဖြစ်စေလိမ်လည်ဖို့ကြံစီရင်တော့မိုးကြိုးတန်တစ်စေရမယ်တတိယအဆင့်ကတော့အရေးချင်းစစ်ဆေးခြင်းပဲအတတ်ပညာတစ်ခုခုကျွမ်းကျင်တဲ့သူရှိရင်ဦးစားပေးပြီးအလုပ်ခံမယ်ခန္ဓာကိုယ်တမထွားကြိုင်ပြီးကြောက်တုံးတွေတဲနိုင်တဲ့သူကိုတော့အလုပ်ကျန်းသမားဖြစ်ခတ်မယ်အဖိုးအိုတွေနဲ့ကလေးတွေမိန်းကလေးတွေတဲကမှဒီကုန်းမြေတဲကိုဝင်ကျင်နေဆိုရင်တော့တဘဝလုံးစာတစ္ဆာခံစာချုပ်ချိုးရမယ်ကျွန်တော်ကပန်းပဲဆရာပါမြင်းခွာရီရိုက်တတ်ပါလေကျွန်တော်ကအုပ်စီဆရာပါတတိုင်းတွေကောင်းကောင်းစောက်တတ်ပါလေဒီတဘဝတော့တန်သွားပြီးဒါမျိုးဘဝကိုဘယ်သူမှမဆိုလိုချင်ကြတာပေါ့အရှင်သခင်လူ900လုံးကိုနေရာချထားပြီးပါပြီဒါပေမဲ့ရိတ်ခါတွေကုန်းတာအယမ်းညံနေတယ်တနက်စာတင်စံတဝက်လောက်ကုန်နေတယ်ဗျရိတ်ခါကပြဿနာမဟုတ်ပါဘူးငါစိတ်ပူတာကဒီလူရဲ့ခုထိတကယ်စစ်မြေပြင်ကိုမကြုံဘူးသေးတာပဲမနှက်ဖြန်ကစပြီးဟုံလွန်မင်းကလူငယ်အင်အားကောင်း300လောက်ကိုခေါ်ပြီးလေ့ကျင့်ပေးလိုက်ဦးအပိုးတွေတင်မနေနဲ့တကယ်စစ်မြေပြင်မှာရန်သူကိုထိုးဆိုင်တက်ဖြတ်နိုင်မဲ့ဤစနစ်တွေကိုပဲတေချာတင်ပေးတာပေမဲ့အရှင်သခင်ကျွန်တော်တို့စီမှာလက်နက်တွေမရှိဘူးလေလက်နက်တွေရှိတယ်သူတို့ကိုအကုန်တက်ဆင်ပေးလိုက်မယ်ငါကတလအတွင်းမှာတင်ဒီဒုက္ခတဲ့တွေကိုတာမဏိလိုတောက်တင်းတဲ့စစ်တပ်တစ်ခုအဖြစ်ပြောင်းလဲပြရမယ်ဒီလိုစစ်တပ်မျိုးကတော့အရှင်သခင်စီမှာပဲရှိတာပါမဟုတ်ဘူးနိုင်ငံတော်ရဲ့တက်မတော်ကြီးလိုပဲကောင်းပြီးဒါကစစ်တပ်တစ်ခုရဲ့အစပေါ့ဟာအရှင်သခင်ကိစ္စကြီးတော့မယ်ချင်းကျုံမျိုးကြီးတော့ပျက်စီးသွားပြီဗျာတိချပြောစမ်းဘသူကဖျက်ဆီးလိုက်တာလဲလူမိုက်တွေလေအင်အားတသိန်းလောက်ရှိတဲ့အမောင်တောင်တန်းစစ်တပ်ကြီးပေါ့ရုံးတော်ကအရာရှိကြီးကိုလည်းမိရှို့ပြီးတပ်ပစ်လိုက်ကြပြီအခုသူတို့တွေဒီဘက်ကိုဦးတည်ပြီးချီတက်လာနေကြပြီဗျလူတသိန်းနောက်ဆုံးတော့ရောက်လာကြပြီပေါ့စစ်တီတွေကိုနှစ်ပေါင်းများစွာမွေးမြူထားတာကဒီလိုအချိန်မှာအတုံးချဖို့ပဲအခုသူတို့ကိုတွေးချင်းချင်းနေတဲ့စစ်မြေပြင်ကိုပြရမယ့်အချိန်တန်ပြီးတတိပေးချက်တွေထုတ်လိုက်တော့အားလုံးအစင်တင်ပြင်ထားကြလျှက်စစ်ပိုက်ကုန်တွေရဲ့အားကိုအမြင့်ဆုံးထိတင်ထားလိုက်ပြီးတော့ကိုတောင်တွေကအဲ့ဒီပစ္စည်းကြီးကိုလည်းအပြင်ကိုထုတ်ခဲ့ဆန်းဟုတ်ခဲ့ပါအကိုကြီးလူကြီးမင်းမျိုးတွေကရိတ်ခါတွေကိုတော့အကုန်လူရက်ပြီးဒါပေမဲ့ညီကိုတွေဘိုင်းမဝသေးဘူးပြကြားရလာတော့မြို့ပြင်တမိုင်းဝင်နေရနာကလီကုန်းမြေမှာလီဒါဆိုလက်ကောင်းရှိတဲ့သူကအရန်ချမ်းသာပြီးရိတ်ခါတွေလာလဲတောင်းလို့ပုံနေတာပဲတဲ့ဆန်တွေကလည်းညှင်းပွင့်လို့ဖြူခွေးနေတာပဲတဲ့ပြီးတော့အ
ချိုလာမိမချို3ယောက်လည်းရှိသေးတယ်လေလီကုန်းမြေဆိုတာငါကြားဘူးတွေကြားရလာတော့အဲ့ဒီကောင်ကအမော်တက်တွေတက်ပြီးမိုးကြိုးတွေလည်းပြစ်နိုင်နေဆိုအကိုကြီးရဲ့ဓာတွေကကောလာဟာလာတွေပါညလက်ပြကွက်တွေတက်တက်ပါပဲငါတို့မှလူ9000ရှိတာလေတယောက်တစ်ပေါက်ဝိုင်းလို့ရင်နဲ့အဲ့ဒီကုန်းမြေစုပ်ကြီးပြိုကျသွားမှဟာပြောတာအတိတ်ပဲရှိတယ်အမိန့်ထုတ်လိုက်စမ်းဥတီချက်ကလီကုန်းမြေပဲအရင်ဆုံးအထဲကိုအတင်းဝင်နိုင်တဲ့ကောင်ကိုရွှေတင်900ကျော်စုချမယ်ပြီးတော့အဲ့ဒီအရာရှိကြီးရဲ့သမီးကိုလည်းပထမဆုံးညမှာစိတ်ကြိုက်ပြောပေါခွင့်ပေးမယ်အရှင်ကြီးလီမြက်တကားခွင့်ပေးပါဦးကျွန်တော်မှပတ်စံရှိတယ်ရွှေတင်9000ချီရှိပါလေကျွန်တော်ကပညာတတ်တူပါကျွန်တော်တို့ကိုအထဲပေးဝင်ပါဦးဗျာအရှင်တခင်သူတို့ကိုပေးဝင်ရမလားဟင်ပေးဝင်မယ်ဒါပေမဲ့အခုမဟုတ်သေးဘူးပြီးတော့အကုန်လုံးကိုလည်းဝင်ခွင့်မပေးနိုင်ဘူးကုန်းမြေတဲ့ဝင်ချင်းရင်တော့ဝင်ကြီးဖြစ်တယောက်ကိုရွှေတင်900စီပေးရမယ်ဒါမှမဟုတ်ရင်အဖိုးတန်ရှင်းအောင်ပစ္စည်းတွေနဲ့လဲရမယ်ပတ်စံမရှိတဲ့သူတွေကတော့ကတိုင်းအောက်မှာကတုတ်ချင်းသွားတူးကြ10မီတာပြည့်အောင်တူးနိုင်ရင်တော့စီးတော်ကြီးခောက်ဆွဲပြုတ်တောက်ရမယ်ရွှေတင်900ဟုတ်လားမင်းကတပြားတိုက်နေတာလားဒါကအချက်တဲကိုအခွင့်ကောင်းယူပြီးလူရက်နေတာပဲဟုတ်တယ်ငါကအခွင့်ကောင်းယူပြီးလူရက်နေတာဒါပေမဲ့ဒါကမင်းတို့ရဲ့အသက်ကိုကယ်တင်နိုင်တယ်လေလူမိုက်တွေရောက်ဖို့နောက်ထပ်နိုင်ဝက်ပဲလို့တော့တယ်အဲ့ဒီအချိန်ကျရင်ပတ်စံတွေကအမိုက်ဆက်ကိုဖြစ်သွားလိမ့်မယ်ငါကိုပေးအရင်ပေးပါအရှင်တခင်ဒါကလူတွေအယမ်းများလုံးနဲ့မဟုတ်လားတောင်းနဲ့ချီပြီးရှိနေတာလေငါတို့လူရင်အားလောက်နဲ့ကာကွယ်နိုင်ပါမလားလူများလေကောင်းလေပေါ့လူများမှမီးရှို့လိုက်ရင်ပို့ပြီးတော့အရှင်ပြင်းနဲ့တောက်လောက်မှာညီကိုတို့ရဲ့အတင်းဝင်ပြီးပတ်စံတွေရိတ်ခါတွေမိမတွေကိုလိုကြဆန်းမီတာ300မီတာ200တည်ငြိမ်ထားကြဦးသူတို့ကိုအနားကိုပို့ပြီးတိုးကပ်လာပါစေဦးကြစ်ခတ်ကြဆန်းဒီကုန်းမြေကနေလှိုက်လဲကျိုးဆိုပါတဲ့ဒီနေရာကတော့လူရှင်းတွေအတွက်တားမြင့်တဲ့မြေပဲတင်မင်းရဲ့နောက်ဖေးဥယျာဉ်ကြီးပေါ့ညီကိုတို့ရဲ့အဲ့ဒီကောင်ရဲ့အမော့တက်တွေကုန်သွားပြီးမီးတွေလည်းငြိမ်းသွားပြီဆိုတော့အထဲမှာဘာမှမရှိတော့တဲ့အခွန်တက်ပဲအထဲမှာရွှေတောင်ငွေတောင်တွေရှိတယ်နောက်ဆိုရင်ငါတို့ကချင်းကျိုးရဲ့အရှင်တခင်တွေဖြစ်လာမှာဘယ်ကောင်နောက်ဆုတ်ရဲ့လဲနောက်ဆုတ်တဲ့ကောင်ကိုငါအရင်ဆုံးတက်ဖြစ်မယ်လူမိုက်တွေအရှင်တခင်ဘာဆက်လုပ်ရမလဲဟင်မြားတွေနဲ့ထိရမလားဟုံနွားမင်းတီချာမှတ်ထားပါတောင်ပြိုကျတဲ့အချိန်မှာဗနင်းပွင့်မှာအဖြစ်ကင်းတယ်လို့မရှိဘူးဒါပေမဲ့ဘေးဒုက္ခမရောက်လာခင်မှာငါတို့လုပ်ရမှာကအဲ့ဒီတောင်ကြီးတစ်ခုလုံးကိုအပိုင်းဖြိုခွဲဖြစ်ဖို့ပဲအားလုံးပဲစင်တင်ပြင်ဘေးတကားကိုဖွင့်လိုက်တော့တိုက်စစ်စင်ကြဆန်းတိုက်စစ်စင်မဲ့ဟုတ်လားအရှင်တခင်ကျွန်တော်တို့ကခံတက်ကိုအမိပြုပြီးခုခံရင်ပို့ပြီးတော့စစ်ချရတာမဟုတ်ဘူးလားတစ်ဖက်မှာလူတောင်းတဲ့ချီရှိနေတာလေဗျာခုခံတဲ့ဆိုတာကအားနေတဲ့သူတွေရဲ့လုံးရပဲအင်အားကြီးတဲ့သူကတော့တိုက်စစ်စင်ဖို့ပဲတည်တယ်ဒါကဘာကြီးလဲဘာတတော်ဝါကြီးလဲညီကိုတို့ရေဓာတွေကိုဓာနဲ့ဝိုင်းခုတ်တက်ကြဆန်းဒါကမိစ္ဆာတတဝါကြီးပဲဒါကတံပဏိတွေနဲ့လှုပ်ထားတဲ့တားရဲကြီးပဲဖြူခေါင်းဆောင်ကိုအရင်ချင်းမုံမဲ့မဟာပြူဟာကိုစတင်လိုက်တော့သူ့ကိုတားကြဆိုင်မြင်မြန်သားကြဦးအားအကိုကြီးအသက်ခံရပြီအရှင်တခင်တတ်တော်ရကြောရှေ့ပါစေလီကုန်းမြေတို့ရှေ့ပါစေနတ်မင်းကြီးပါပဲနတ်မင်းကြီးစစ်ပါပဲဗျာနတ်မင်းကြီးရဲ့အသက်ကယ်တင်မှုကိုကျေးဇူးတင်ပါတယ်ဖျားဒီလိုလူချင်းချင်းပြန်စားနေတဲ့ဖြစ်ပျက်ကြီးထဲမှာတော့အထက်မြတ်ဆုံးဖြစ်တဲ့တီတားသွားကပဲအသက်ရှင်တတ်မဲ့လမ်းစာကိုဖွင့်ပေးနိုင်မှာလူတွေကိုအရှိကိုခေါ်လာခဲ့စမ်းကောင်းကိုမော့လိုက်ကြအောင်လီဒါ၄ယောက်ျားဖြစ်သူရဲ့ကျမပါကျမရန်လေးကျမကမင်းရဲ့ဇနီးမရပါကျမမင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီးမင်းမသိပါဘူးဒီလိုပက်ခဲ့တဲ့လနဲ့ငယ်အတွင်းမှာကျမဘလောက်ပင်ပန်းခဲ့ရလဲဆိုတာသူတို့တွေကကျမကိုအနိုင်ကျင့်ကြတယ်
李港基国际里正我渐渐把表牙路噶尼国里边里，也弄啊阿妈里吧，牙噶没西没西路当几个没明给米的。是你们也好啦，我是你的，弄给你东那个的个，哎你人口冇宝马的，得送多开比，啊苦俺那住，可把几个带开你那个，嘟嘟里俺那住，得看比，带不问比你那个，嘟嘟里没弄个把高冇路嘞。မဟုတ်ဘူးလီဒါမင်းဒီလောက်အထိရက်ဆက်လို့မဖြစ်ဘူးလေကျမမှာကိုဝင်ရှိနေပြီဒါကိုရက်ဆက်တယ်လို့ခေါ်လာလားအရင်တုန်းကမင်းတို့ငါ့ကိုတိုက်ပေါ်ကနေခုံချဖို့အတင်းအကျပ်တွန်းပို့ခဲ့တုန်းငါကိုမရက်ဆက်ဘူးလားအရင်တုန်းကမင်းတို့ငါရဲ့ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းပြီးငါကိုအဆက်ခွဲခဲ့တုန်းငါကိုမရက်ဆက်ဘူးလားဒီကဘာမှာတော့ငါကမင်းတို့ကိုမတက်ဘူးနှိမ့်ဆက်တာမျိုးလည်းမလုပ်ဘူးငါကမင်းတို့အလိုချင်ဆုံးဖြစ်တဲ့လွတ်လပ်ခွင့်ကိုပဲပေးလိုက်မယ်ငါရဲ့အမိန့်ကိုနားထောင်ကြစမ်းဒီလူနှစ်ယောက်ကိုလွတ်လပ်တဲ့လူဒန်းစားအဖြစ်တတ်မှတ်ပေးလိုက်မတက်နဲ့မရိုက်နဲ့ဒါပေမဲ့ဘယ်အလုံးမှလဲခက်အပ်ခြင်းမပြုရဘူးဘာရိခါမှလည်းပေးကမ်းခြင်းမရှိစေရဘူးသူတို့ကိုဒီစီကားလာတဲ့လီမျိုးတော်ကြီးတဲ့မှာတင်ထားလိုက်ငါတို့တွေဘလိုမျိုးတဖြည်းဖြည်းနဲ့ထိတ်ဆုံးစီကိုချီးတက်သွားမလဲဆိုတာကိုသူတို့မျက်ဝါးထင်ထင်စောင့်ကြည့်ပါစေဦးသူတို့ရဲ့ကြံရှိနေတဲ့ဘဝတစ်လျှောက်လုံးမှာနောင်လာတွေနဲ့ပဲဖြတ်တန်းသွားပါစေဦးမျက်စိရှိမှတင်မြင်နေရပေမဲ့လက်နဲ့စုပ်ကင်လို့မရတဲ့ခံစားချက်မျိုးကိုသင်ခန်းစာရသွားပါစေဦးငါကိုပဲတက်ပြစ်လိုက်ပါတော့အရှင်ကြီးနောက်ထပ်ဘာဆက်လုပ်ကြမလဲဟင်နောက်ထပ်ဟောလာမဟာကံမဲဆက်ရဲ့ကံကြမ္မာကတော့ကုံဆုံးသွားပြီးရောက်မှတော့ဒီတပါကြီးရဲ့စီကန်းတွေကိုအစ်စ်ပြောင်းလဲပြရမှာပေါ့ငါတို့ကဒီခစ်ပြက်ကြီးကိုတကယ်ကိုအေးချမ်းသာရတဲ့ခေကောင်းကြီးတစ်ခုဖြစ်ပြောင်းလဲပြရမယ်အရှင်မင်းကြီးတတ်တော်ရာကျော်ရှိပါစေဖရာတတ်တော်ရာကျော်ရှိပါစေဖရာ